မြန်မာကြီးလက်ဒေတာရှိရွာတွေရွာတွင်နှစ်စဉ်ကျင်းပလေရှိသောရိုးရာတိုက်ကျဲပွဲတော်ကြီးကဲ့ရောက်လာသည်ဤပွဲတော်သည်ကျက်တိုက်ချင်းပင်ကျက်မွေးမြူသူများ၏အကြက်ပညာစီကံကျင်းွယ်ညွန့်ရွာသူရွာသားများ၏စီးလုံးညီညွတ်မှုကိုပါဖော်ကျူးသည့်ရင်ကျေးမှုအဖြစ်အတိပ္ပယ်တက်ရောက်ပါသည်ဇက်လိုက်မှာကိုဝင်းမြင့်အသက်40ဖြစ်သည်သူသည်အဖိုးဖြစ်သူဥပကြီး85နှစ်ထံမှငယ်စဉ်ကလေးကရိုးရာကျက်မွေးမြူ၏အသက်ပညာများကိုနှစ်ဆိုင်ဆိုင်သင်ယူခဲ့သူဖြစ်ပြီးကျက်တိုက်ချင်းသည်သွေးထွက်တန်ယူအသက်မဟုတ်တတ္တိရှိခြင်းဉာဏ်ရှိခြင်းဒီခံနိုင်ခြင်းနှင့်မိမိကိုယ်ကိုစွန့်လွတ်ကာကွယ်နိုင်ခြင်းအနှစ်သာရများအတွက်သာဟူသောအဖိုး၏အဆိုကျေးဇူးကိုနှလုံးသွင်းထားသူဖြစ်သည်ကိုဝင်းမြင့်တွင်ဒူးဝါအမည်ရှိကျက်ဖားတကောင်ရှိသည်ဒူးဝါသည်ပုံမှန်အားဖြင့်တာမန်ကျက်များထက်သေးငယ်တော်လဲအမွှေးတောင်စုံလင်သည်မျက်လုံးတွင်ထက်မြတ်သောအယောင်တောင့်နေသည်သို့သောဒူးဝါသည်အခြားကျက်များကဲ့သို့လူကိုမြင်လင်ကြောက်ရွံ့တိမ်လျှောက်တတ်ခြင်းမရှိဘဲအေးဆေးတည်ငြိမ်စွာနေတတ်သည်အဖိုးကဒူးဝါစိတ်တက်ခိုင်မာပြီးလိမ္မာပါနတ်သောကျက်အဖြစ်သတ်မှတ်ကာအထူးလေ့ကျင့်ပေးသည်လေ့ကျင့်ရာတွင်ကျက်ကိုအားပြိုင်တိုက်ခိုက်စေခြင်းမျိုးမဟုတ်ဘဲလက်ဖြင့်ခွတ်လက်ချခြင်းတိုက်ကျက်အမောခံနိုင်စေရန်ပြေးစေခြင်းခံနိုင်ရရှိစေရန်လက်သားထည့်ခြင်းစတဲ့တဘာဝလေ့ကျင့်နည်းများကိုလာသုံးပေသည်ရိုးရာပွဲတော်တွင်ကိုဝင်းမြင့်ညစ်ဒူးဝါသည်ရွာကန်အင်အားကြီးကျက်များကိုတကောင်ပြီးတကောင်အနိုင်ယူသွားသည်ဒူးဝါ၏တိုက်ခိုက်မှုမှာစနစ်ကျပြီးတတိရှိစွာရှောင်တိန်ကာတစ်ဖက်ကျက်အမားလုပ်ချိန်မှသာလှက်တပစ်တိုက်ခိုက်ခြင်းဖြစ်သည်သူ၏ခြေအားနှင့်ငုံအားသည်တိတာစွာကောင်းမွန်ပြီးအချိန်ခဏအတွင်းပွဲသိမ်းနိုင်စွမ်းရှိသည်နောက်ဆုံးအပြိုင်တွင်ဒူးဝါသည်အိမ်နီးချင်းရွာမှကျက်ပညာရှင်ဦးစိန်ထွန်း၏ပုတ်ကြီးအမိရှိကြီးမားခိုင်မာသည်ကြော်ကြားသောကျက်နှင့်ရင်ဆိုင်ရသည်ပုတ်ကြီးသည်ရခင်ပွဲညတွင်ပြိုင်ပတ်ကျက်များကိုအလွယ်တကူအနိုင်တိုက်နိုင်သူဖြစ်သည်ဦးစိန်ထွန်းသည်မိမိကျက်အနိုင်ရရန်ညာသည့်နည်းကိုမဆိုအသုံးပြုသူဖြစ်ပြီးဆေးများသုံးကာတစ်ဖက်ကျက်အရှုံးပေါ်နစ်နာစေရန်ကြံစီခဲ့သည်တိုက်ပွဲစတင်စဉ်ညဘုံကြီး၏ပြင်းထန်သောတိုက်ခိုက်မှုကြောင့်ဒူးဝါမှအစပိုင်းတွင်သွေးထွက်တန်ရာများရရှိသည်သို့သောဒူးဝါသည်တတိကြီးစွာခူးခံကာစနစ်တကျရှောင်တိန်နေသည်ကိုဝင်းမြင့်၏မဲ့လုံးမှလည်းစိုးရိမ်တော်လဲယုံကြည်ချက်ဖြင့်ပြည့်နေသည်ပွဲကြီးပရိသတ်များအားလုံးစိတ်လှုပ်ရှားနေကြသည်ပွဲချိန်ကြာလာသည့်နေ့ပြိုင်ဒူးဝါသည်ပုတ်ကြီးတိုက်ခိုက်စွမ်းအားအနှဲငယ်ကျဆင်းလာသည့်ကိုသတိပြုမိသည်ထနောက်သူ၏ရှိသမျှအာရင်အကုံစုစည်းကလျင်မြန်တိကျစွာတရဆက်တိုက်ခိုက်လေတော့သည်ပုတ်ကြီးမှာအာရင်ကုန်ခန်းမောပဲနွမ်းနယ်နီးပင်ဖြစ်ရာဘယ်လို့မှမခုခံနိုင်တော့ပဲဒူးဝါ၏ခြေစုံအောက်တွင်မှောက်လက်အရှုံးပေးရလေတော့သည်ပွဲကြီးပရိသတ်များဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်သို့သောကိုဝင်းမြင့်သည်အနိုင်ရပြီးသည့်ညင်ဒူးဝါကိုချက်ချင်းယူကာဒဏ်ရာများကိုဂယုဆိုင်စွာကုသပေးသည်သူသည်ပုတ်ကြီးမွေးမြူသူဦးစိန်ထုံးတန်သို့တွားကာဆရာကြီးကျက်တိုက်ချင်းဟာတတိရှိရှိရင်ဆိုင်ခြင်းသာဖြစ်ပါစေလောင်ကျစားနှင့်ငွေကြေးနိုင်လိုချင်းကြောင့်ရုံမှတဲ့နီလန်းများသုံးခြင်းမှာမသင့်တော့ဟုလေးနက်စွာပြောဆိုသည်ဦးစိန်ထုံးလည်းမိမိနီးများမှားယွင်းနေကြောင်းသဘောပေါက်ကလက်ဆွဲနှုတ်ဆက်ကြသည်ထိုညတွင်ပဲကိုဝင်းမြင့်သည်မိမိသားဖြစ်သူငယ်ငယ်ရွယ်ရွယ်ကိုမျိုးမြင့်12နှစ်အားဒူးဝါ၏အမွေးတောင်များကိုပြကာမြမရိုးရာတိုက်ချက်ပညာ၏အနှစ်သာရများကိုစတင်ရှင်းပြသည်ရွာလဲခေါင်ရှိမီးလင်းဘိုးအောက်တွင်လူကြီးလူငယ်စုဝေးကကြက်တိုက်ချင်းဂုံတိတ်ခအတက်ပညာနှင့်စီကံများကိုဆွေးနွေးကြသည်ဒူးဝါသည်အနားယူရန်အတွက်တီးတန်းပြုလုံထားသောတစ်တန်းလောင်အိမ်တွဲတွင်အေးဆေးတည်ငြိမ်စွာနားယူသည်ညီသူ၏မျက်လုံးများတွင်စိန်ခေါ်မှုတစ်ခုကိုအောင်မြင်စွာကျော်လွှားခဲ့သူ၏အေးချမ်းသောအနားယူခြင်းနှင့်ဂုံတိတ်ခတောက်ပါနေပေသည်အီဇလန်သည်မြန်မာရိုးရာတိုက်ကျက်ပွဲများကိုလောင်ကျစားနီးသွေးထွက်တန်ယူကစားနည်းအဖြစ်မြင်ခြင်းထက်မွေးမြူသူနှင့်ကြဲ့၏စိတ်တက်ခိုင်မာမှုလိမ္မာပါနတ်မှုဒီခံမှုစီကံရှိမှုအတက်ပညာနှင့်จิตသမားတယောက်၏မှန်ကန်သောဂုဏ်သိက္ခာကိုအလေးပေးထားသည်ဒူးဝါဂျဖားသည်မိမိထူးချွန်မှုတတိဉာဏ်စွမ်းအားများကိုပြသနိုင်ခဲ့ပြီးကိုဝင်းမြင့်သည်ရိုးရာအမွေအနှစ်ကိုဂုံယူထိမ့်သိမ့်ကလက်စင်ကန်နေသူအဖြစ်ရည်တည်သည်ဤသည်အပြင်လောကဖြစ်သောရွာဘဝလူမှုဆက်ဆံရေးနှင့်ယဉ်ကျေးမှုအမွေနှင့်ထိမ့်သိမ့်မှု၏အနှစ်သာရကိုထင်ဟပ်ကြရာရိုးရာပြီးရေးသားခြင်းဖြစ်ပါသည်စိတ်နှငုံချမိကြပါစေများ